အဲ့တော့ကျုပ်တို့တော်တို့မြန်မာလူမျိုးတွေကလူမှုရေးရန်ကောင်းတယ်နော်ဟုတ်လားမဟုတ်လားကောက်ပြန်တွေးကြည့်ကိုယ်အိမ်မှာငပိတိုးစရာနဲ့ပဲပြုတ်ထမင်းစီနဲ့စားနဲ့ကစုံရဲ့ကြော်နဲ့ဘာနဲ့ဘလို့ပဲစားနေနေဧည့်သည်လာရင်ကြွေးချင်မွေးချင်စိတ်ကအပြည့်ရှိကိုယ်အိမ်ကိုအဲကောင်းဆောင်ကောင်းနေလာရင်ကောင်းပေမဲ့ရုပ်တွေလာရင်တော့အိမ်ရဲ့စက်တရေပါပြတ်သွားတယ်အဲ့တော့ဘလို့ဧည့်သည်မျိုးကဧည့်ကောင်းဆောင်ကောင်းဖြစ်ပြီးတော့ဘလို့ဧည့်သည်မျိုးကဧည့်ရုပ်တွေဆီယမတဲ့ကျုပ်ကလေသဘောတွေကြအသေးစိတ်ကစာကျုပ်ကိုတိုင်မယ်လားသမီးတို့အိမ်ရတဲ့အဖေကစံနေပဲတွေလောက်တာဆိုတော့တဲ့ဘလို့ခေါ်မလဲအိမ်ရောဧည့်သည်တွေအဝယ်တော်တွေလာကြတာပေါ့တဲ့သူ့ပေမဲ့ဆီယမရဲ့တဲ့တချို့ဧည့်သည်တွေကြတော့လေလိုက်ကန်းစိုးသိတာပေါ့တဲ့တချို့ဧည့်သည်တွေကြတော့လိုက်ကန်းစိုးမသိဘူးကိုယ်အိမ်ကိုလာလေတဲ့သူတိုင်းလူကောင်းမဖြစ်နိုင်ဘူးတော်တော်လက်ခံလာတော့မသိဘူးတချို့ကသူများရဲ့အတင်ဖြစ်မကောင်းကြောင်းပြောဖို့လာတာတချို့ကကိုယ့်အိမ်ထဲမှာဘာတွေရှိလဲလို့ဆက်ဆက်စုစုကြည့်ဖို့ချီးငှားဖို့တောင်းရင်ဖို့အလုတ်ရှုပ်ဖို့လာတာတချို့ဧည့်သည်ကြတော့ဘာရဲ့မဟုတ်ဘူးငါလာရင်သူတို့ဘာကြွေးမလဲမသိဘူးဆိုတဲ့အတွေးနဲ့လာတာသဒုဋ္ဌဧည့်သည်ကကြတော့ကြွေးကြွေးမကြွေးကြွေးမိရင်းဆွေရင်းမို့လို့၎င်းလမ်းကြုံလို့တော့၎င်းစီးပွားဘက်ချင်းမို့လို့တော့၎င်းဝင်ရမယ့်ခန္ဓာဝင်ရမယ့်တာဝန်ရှိလို့လာတာတချို့ဧည့်သည်ကြတော့သူတို့ကြွေးကြွေးမကြွေးကြွေးငါပါတာလေးတွေသူတို့လက်ဆောင်ပေးလိုက်လို့ငါကျွေးလိုက်တဲ့အစားလေးတွေစားနေခြေနဲ့တယ်ဆိုရင်ဧည့်သည်နံပါတ်4နဲ့နံပါတ်5နဲ့ကဧည့်ကောင်းဆောင်ကောင်းနံပါတ်1ကနေ3ကြီးကဧည့်ရုပ်တယ်အဲ့တော့ဆရာမဧည့်ရုပ်တွေကိုဘယ်လိုဆက်ဆံရမလဲလွယ်တယ်တချို့ကဆိုလို့စာရီကတ်ထားကြတာပေါ့ဟုတ်လားသူများတင်းပြင်းမပြောပါနဲ့လို့ပါတယ်မလို့စီးပွားရေးဧည့်သည်စီးပွားရေးနဲ့ပတ်သက်တာပဲအလုပ်လုပ်ပါစီးပွားရေးပြီးတာနဲ့စပွဲဝိုင်းကနေထားလိုက်ပါတော်တို့ကျုပ်တို့ဘဝမှာတခါပဲအမုန်းခံလိုက်ခဏခဏအမုန်းခံစရာမလိုဘူးကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးချစ်ရင်ချစ်တယ်မချစ်ရင်မချစ်ဘူးမုန်းရင်မုန်းတယ်မမုန်းရင်မမုန်းဘူးလောကမှာအဲ့ဒီ၃ခုကယထာဘုဒ္ဓကြဟုတ်လားမဟုတ်လားတွေးကြည့်အာနာပြီးတော့လိုက်ရောပြီးစကားတွေပြောနေရတာရေရှည်အတွက်ကိုယ့်အတွက်သိခါကြသလိုစိတ်ညစ်စရာတွေလည်းပုံလာတဲ့တူအဲ့တော့ကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးပြက်ပြက်သားသားဆက်ဆံလိုက်ဒါဆိုရင်သူတို့လည်းသိသွားပါလိမ့်မယ်အဲ့တော့ဧကောင်းဆောင်ကောင်းနဲ့ဧရုပ်တွေကိုဘယ်လိုဆက်ဆံရမလဲဆိုတာသိသွားပြီ